မင်္ဂလာပါခင်ဗျမင်္ဂလာပါ18ရက်နေ့12လ2025အတွက်ဒုတိယထိုးကွက်တရက်စာအတူရှာကြည့်မယ်ဒီနှလုံးပေါင်း3ည5ကီ385ကီ3ည5ခုကို385ကတ်တော့3ည3ထွက်တယ်3ည3ကို385ကတ်မယ်85ဆိုပြီးထွက်တယ်3ည3ကို3ည5ခွန်ကပ်မယ်5ခွန်ဆိုပြီးထွက်တယ်3ည3ကီကိုခွန်နဲ့3ညကပ်မယ်3ည5ခွန်ခွန်နဲ့3ညအဲ့တော့အခွေဖြစ်သွားတာပေါ့3ည5ခွန်ခွန်နဲ့3ညဆိုတော့ခွန်နဲ့3ည5ခွန်နဲ့ခွေပေါ့နော်ဒီ18ရက်နေ့အတွက်က3ည5ခွန်နဲ့ခွေမယ်အဲ့ဒါပါပဲနော်ဆက်ပြီးရင်တော့ရိုးရိုးလေးပဲ3ည5ကတော့အပိုင်ကိုလာမယ်3ည5ကီးရတော့3ည5ပတ်တီပေါ့နော်အားလုံးပဲဒီကဏ္ဍနဲ့ဆက်ပြီးတော့ထိုးဖြစ်တဲ့သူတိုင်းပေါက်ကြပါစေကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ